မ်းပြည်ပြည်တိုင်းဘာကြောင့်ဖွင့်နော်အဲ့ဒီသဘောမျိုးလောက်ထားတာပဲအဲ့ကောင်เนี่ยဘာလို့ဆိုပင်ဆိုင်မှာကြီးတယ်နော်အဲ့လိုငားတယ်အဲ့လိုကြီးတယ်ရှိပါဘူးဒီဦးလေးလည်းခုမှမြင်ဘူးလားဒီလိုငားကတေးသေးပဲမြင်ဝင်နော်ဟိုပေါက်စာလေးတွေပဲအကြီးဆုံးမြင်ဘူးလားဟုတ်မှာရွှေတောင်ငားကြီးဖြူရောင်ရဖြစ်ဒီမှာရှိတော့မင်းကြာတော့ရှိတယ်တို့ပဲမြင်တော့မမြင်အောင်